Mangalaba, teacher Tina Pare, teacher Tinitema, grade 12 message chapter 1, exercise 1.5 day 20, number 1, not number 1, ma, Bali channels or E ne, Athlete Napojana, Sachibame. E mark to mira gata Bali mita, square root go mira, not teacher WK formula net on we 20 honey pete. The by E de good teacher set to no? So number mapare to agents on Sherupatale, 2. Z လို့ထားမယ်เนาะအဲ့တော့ let z equal to the minus I ဖြစ်မယ်เนาะအဲ့ဆိုရင်ဘာ form အရင်ရေးလဲ coordinate form အရင်ရေးတဲ့အတွက်ရှေ့က real part နေရာမှာဘာမှမပါတဲ့အတွက် x တန်ဖိုး0နောက်က imaginary part နေရာမှာ I နဲ့မြှောက်ထားတာ -1 မို့လို့ -1 เนาะအဲ့ဆိုတော့0, -1 ဆိုတော့ coordinate form ရပြီဆိုတာ x နဲ့ y သိပြီဆိုတော့ x equal to 0ဒါလေးချမရေးလဲရတယ်เนาะ y equal to -1 အဲ့တော့ r လိုချင်တယ်ဆိုဘာလုပ်ပေးရလဲ square root of x square plus y square ဆိုတော့ 0 square plus -1 the whole square เนาะအဲ့ဆိုတချို့ဘာရပါလဲ -1 နှစ်ထပ်ဆိုတော့ +1 ဖြစ်တဲ့အတွက် r တန်ဖိုးက1ပေါ့เนาะ r က1ပြီးရင် sin theta ဆိုရင်ဘာဖြစ်တာလဲy by r เนาะအဲ့တော့ sin theta equal to y by r ဆိုတော့ y က-1 r က1 equal to the -1 ရမယ်ပြီးရင် cos theta ကကြတော့ x by r မို့လို့0 by 1ဆိုတော့0ရတယ်အဲ့ဒါဆိုရင်အခုတချို့ quadrant စဉ်းစားမှာဖြစ်တဲ့အတွက်0, -1 လို့ပြောတော့ x တန်ဖိုး0မှာထောက် y တန်ဖိုး-1ဆိုတော့ဘယ်မှာရှိမလဲအောက်ဘက်က y ဝင်ရိုးမှာရှိမယ်ဒီ point လေးဒီဘယ်လောက်ဖြစ်မှာလဲ z equal to the 0, -1 အတွက်เนาะအဲ့ဒါဆို down ဒီဘယ်ကိုလဲမလဲအောက်ဘက်ကိုလဲမှာဖြစ်တယ်ဒါတချို့ရဲ့ theta ဖြစ်တယ်เนาะအဲ့တော့အောက်ဘက်လဲတာဖြစ်တော့ဒီဝင်ရိုးပေါ်မှာဆိုတချို့ရဲ့ degree နဲ့ဆိုရင်90ဖြစ်ပြီး radian နဲ့ဆိုဘယ်လောက်ဖြစ်တာလဲ π/2အဲ့ဆိုအောက်ဘက်လဲတာဖြစ်တဲ့အတွက်ဘာဖြစ်သွားမလဲ-π/2ပေါ့เนาะအဲ့ဆိုတချို့ဘာသိသွားပြီလဲ theta သိသွားပြီเนาะအဲ့တော့ theta equal to the -π/2 ဖြစ်တယ်အဲ့တော့အဲ့မှာဘာတွေရေးပြရလဲဆိုတော့ x axis ရေးမယ် y axis ရေးမယ်ပြီးရင်ဒါလေးတွေပါမယ်ပေါ့เนาะအလယ်မှာ O ရှိမယ်ရပြီလားကဲဟုတ်ပြီအဲ့ဒါဆိုရင်အခုတချို့ဒါရပြီဆိုရင် theta ရရင် trigo form ရေးလို့ရပြီ z equal to r into cos theta plus y sin theta ဆိုတော့ r ဆိုတော့1 into cos theta ဆိုတော့ cos theta ကဘယ်လောက်လဲ -π/2 plus I sin -π/2 เนาะကဲအဲ့ဒါဆိုရင်တချို့ရှေ့က1လေးဖြုတ်လိုက်လို့မရဘူးလားရသွားတဲ့အတွက် z equal to the cos -π/2 plus I sin -π/2 เนาะကဲအဲ့ဒါဆိုချေလို့ပါရပြီဒါထရီကိုရပြီအဲ့ဒါရပြီဆိုရင် root ရဲ့ formula ရေးမှာဖြစ်တဲ့အတွက် wk ရဲ့ formula ရေးမယ်အဲ့တော့ wk formula လေးက wk equal to ဒီဘာဖြစ်မှာလဲ r power 1/n ဆိုတော့အခုက n နေရာမှာ2မှတ်လား square root မေးတာဖြစ်တဲ့အတွက် r က1ဆိုတော့တန်းထည့်လိုက်မယ်နော်1 power 1/2 into cos theta plus ဆိုတော့ theta က minus π/2 theta plus 2k pi so plus 2k pi by 2ပေါ့နော်အဲ့ဒါကိုဘာလုပ်ထားပေးခွင်းခတ်ထားပေးပြီးရင်ပါလာမယ် plus I sin ဆိုတော့အတူတူပေါ့နော် I sin minus π/2 plus 2k pi by 2ဒီရဲ့ condition နောက်မှာထည့်ရမယ် k ဒီဘယ်လောက်လဲ2ဆိုတော့0နဲ့1ပေါ့နော် k က0နဲ့1အဲ့ဆိုအရင်ဆုံးတွက်မှာက w 0ကိုတွက်မယ် w 0ဆိုတချို့တို့ k နေရာမှာဘယ်လောက်ထည့်မှာလဲ0ထည့်မှာနော် k နေရာမှာ0ဆိုဒီတစ်ခုလုံးကဘာပြောရမလဲ0ဖြစ်သွားမယ်နော်ဒါလေးက0ဖြစ်သွားမယ်ဆိုရင် -π/2/2 ဆိုတော့ -π/4 ဖြစ်ပါနော်ဆိုတော့ရှေ့က1ကဘယ်နှထပ်တင်1ပဲဖြစ်တဲ့အတွက် cos -π/4 plus I sin -π/4 เนาะဟုတ်ပြီအဲ့ဒါဆိုရင်တချို့တို့ cos π/4 က cos -π/4 ကိုနှိပ်ကြည့်လိုက်ရင်ဘယ်လောက်ရလဲ
root 2 by 2เนาะ cos minus theta ဒီ cos theta ပဲဖြစ်တဲ့အတွက် pi by 4ဆိုတော့ cos ဆိုရ root 2 by 2เนาะ root 2 by 2 minus plus ပေါ့เนาะ plus sin minus theta ဒီ minus sin theta ဖြစ်တဲ့အတွက် minus root 2 by 2i ရเนาะအဲဆိုတော့ w0 ရပြီဆိုတော့ကျွန်တော်တို့ w1 ဆိုရင် k နေရာလေးမှာဘယ်လောက်ထည့်မှာလဲ k နေရာမှာက1ထည့်မှာ1ထည့်2 pi ပေါ့เนาะ2 pi ဆိုတော့ဘယ်လိုဖြစ်သွားမလဲ minus pi by 2 plus 2 pi ပြီး into အောက်က2က 1/2 အနေနဲ့တက်မှာเนาะဒီလိုဖြစ်အဲ့ဒါဆိုရင်ဒီစရုပ်တာက2 2 4 4ဆိုတော့ 4 minus 1ဆိုတော့3 pi by 4ဖြစ်သွားပြီเนาะ3 pi by 4ဆိုတော့ cos 3 pi by 4 plus I sin 3 pi by 4ကဲဟုတ်ပြီအဲ့ဆို cos 3 pi by 4ကိုနှိပ်လိုက်တော့ဘယ်လောက်ရလဲ minus root 2 by 2 plus sin ကကြတော့ root 2 by 2เนาะဆိုတော့ plus root 2 by 2i เนาะရမလားကဲအဲ့ဆိုရင် f လေးကြက်မယ်เนาะ f လေးတွက်လိုက်အောင် f ကိုအရင်ဆုံးနာမည်ပေးမယ်ဆိုတော့ let z equal to ဒီပါဖြစ်သွားမယ် root 3 minus i เนาะ root 3 minus i ကို coordinate form ပြောင်းလိုက်တော့ root 3, minus 1เนาะအဲ့ဒါဆိုရင် x တန်ပိုးလေးက root 3 y တန်ပိုးလေးက minus 1 r လိုချင်နေဆိုရင် square root of x square plus y square ဆိုတော့ root 3 the whole square plus minus 1 the whole square equal to ဆိုတော့root 3နဲ့ထပ်က3ဆိုတော့4ဆိုတော့ဘယ်လောက်ရလဲ2ရတယ်เนาะအဲ့ဒါဆိုရင် sin theta လိုချင်နေဆိုရင် sin theta equal to ဒီဘာဖြစ်မလဲ y by r เนาะ y by r ဆိုတော့ minus 1 by 2ဆိုပြီးရင် cos theta equal to x by r เนาะအဲ့ဆို root 2 by 2ဆိုတော့ 1/2 root 2 by 2ဆိုတော့ degree ဘယ်လောက်ဖြစ်မလဲ 1/2 root 2 by 2ဆိုရင် root 3 by 2ဆိုရင်30 degree 30ဆိုရင် radian နဲ့ဆိုရင် pi by 6เนาะအဲ့ဒီ pi by 6မှာဒီ zero quadrant စဉ်းစားလိုက်တဲ့အခါမှာဒါက plus ဒါက minus အဲ့တော့ plus minus ဆိုပဲ quadrant မှာရှိမလဲ4 quadrant မှာ30 degree ရှိမယ်ဆိုတဲ့အတွက်ဒီကနေ30เนาะဆိုတော့ဒီနေရာလေးမှာရှိမယ်အဲ့ဒါလေးဒီ z equal to root 3, minus 1เนาะအဲ့ဒါရပြီဆိုရင်ဒီစတော့အောက်ဖက်လှည့်ရမှာဖြစ်တယ်ဆိုတော့အတွက်ဒါ theta ခုဆွဲလိုက်တဲ့ terminal side က r ဒါက x ဒါ 6y 6တက်ပြီးပြီဆိုရင်ဒီစတော့ထောင်းက fourth quadrant မှာရှိတဲ့အတွက်ဘာဖြစ်ရမလဲ down minus ဖြစ်ရမယ်เนาะ minus ဖြစ်ရမှာကအခု 1/2 root 3/2ဆိုရင်တန်ဖိုးကဘယ်လောက်လဲ pi by 6ဖြစ်မှာအောက်ဖက်လှည့်တာဖြစ်တဲ့အတွက် theta equal to minus pi by 6เนาะအဲ့ဒါကို unit circle မသိဘူးဆိုရင်ကလေးတို့ကဒါပါနှိပ်ကြည့်လိုက်လို့ရတယ် cos inverse root 3/2ကိုနှိပ်ကြည့်လို့ရတယ်เนาะ sin inverse minus 1/2ကိုနှိပ်ကြည့်လဲရတယ်เนาะကဲဟုတ်ပြီအဲ့ဒါဆိုရင် theta equal to minus pi by 6ရသွားပြီဖြစ်တဲ့အတွက် z တန်ဖိုးရေးမယ် z equal to r ဆိုတော့ r က2เนาะ cos theta ဆိုတော့ cos minus pi by 6 plus I sin minus pi by 6เนาะကဲအဲ့ဒါဆိုရင်ဒီကျတော့ w formula ရေးမယ်ဆိုတဲ့အတွက် w formula ကဘာဖြစ်သွားမလဲ wk equal to ဒီ r power ဆိုတော့2 power square root မို့လို့ 1/2เนาะ r power 1/2 cos theta plus ဆိုတော့ minus pi by 6 plus theta plus 2k pi by 2ဖြစ်မယ်ဒါကိုထောင်းကိုဝင်ခံမယ်ပြီးရင် plus I sin ကလည်းတူတူပဲဖြစ်မှာဖြစ်တဲ့အတွက် minus pi by 6 plus 2k pi by 2เนาะအဲ့ဆို teacher ရဲ့ k တန်ဖိုးဒီ0နဲ့1เนาะအဲ့ဒါဆိုရင်ဘယ်ကစမယ် w0 ကစမယ်ဆိုတဲ့အတွက် k နေရာမှာ0ထည့်เนาะဒီမှာ k မှာ0ထည့်လိုက် minus pi by 6 by 2ဆို6နဲ့လီ12မို့လို့ minus pi by 12အဲ့ဆိုတော့2 power 1/2 1/2ဆို square root ပေါ့เนาะ
square root of 2ဖြစ်သွားမှာပေါ့နော် root 2ဟိုဘက်က minus pi by 12ဆိုတော့ cos minus pi by 12 plus I sin minus pi by 12เนาะဒါဟုတ်ပြီအဲ့ဒါကို gwin ကြီးပြန်ပိတ်မယ်အဲ့တော့အရှိက root 2လေးခဏထားမယ်နောက်က cos minus pi by 12ကိုနှိပ်တာဘယ်လောက်ရလဲ root 6 plus root 2 by 4ရမယ်เนาะ root 6 plus root 2 by 4ရမယ်ပြီးရင်အနောက်က sin ကိုနှိပ်လိုက်တာ sin minus pi by 12ကိုနှိပ်တာ minus root 6 plus root 2 by 4 minus က6ရဲ့အရှိမှာเนาะအပိုင်းရှိမှာမဟုတ်ဘူး minus root 6 plus root 2 by 4i ပေါ့နော်ကဲအဲ့ဒါဆိုရင်ဒီ root 2လေးကိုဘာလို့မှလဲဝင်မြောက်မယ်ရှေ့မှာလည်းပြခဲ့ပြီးဖြစ်တဲ့အတွက်ဝင်မြောက်တာလေးသိလိမ့်မယ်နော်အဲ့ဆိုကလေးတို့အဲ့ဒါလေးကို root 2လေးကိုအထဲဝင်မြောက်ရင်ဘယ်လောက်ရမလဲကြည့်မယ်တခု root 2ဝင်မြောက်လိုက်တာက1 plus root 3 by 2ရမယ်နော်1 plus root 3 by 2 plus အနောက်ကဒီ minus နောက်တစ်ခုနဲ့ဝင်မြောက်မယ်နော် root 2နဲ့ဝင်မြောက်တော့1 minus root 3 by 2 I ပေါ့1 minus root 3 by 2 I ရမယ်เนาะဟုတ်ပြီအဲ့ဒါဆိုဒီလိုဒါတစ်ခုရပြီ w0 ရပြီပေါ့ w0 ရရင်ဘာအတွက်မလဲ w1 အတွက် w1 ဆို k နေရာမှာ1ထဲမှာဆိုရင်ဘယ်လိုဖြစ်သွားမလဲဒီလိုဒီ k က1ဆိုရင် minus pi by 6 plus 2 pi into 1 by 2ဒီလိုဖြစ်မှာเนาะအဲ့ဆိုရင်6နှစ်လီက12ဆိုတော့12တဲ့က1ဖြစ်မှာမို့လို့11 pi by 6နှစ်လီ12ဆိုတော့11 pi by 12เนาะ11 pi by 12ဆိုတော့2 power 1 by 2ဆိုတော့တခြား root 2တခါလေးရေးပါမယ် root 2နောက်က cos 11 pi by 12 plus I sin 11 pi by 12เนาะကဲဟုတ်ပြီအဲ့ဒါကိုဝင်ခတ်မယ်ဆိုရင်တချို့တို့အဲ့ဒါဝင်မြောက်လိုက်မယ်sorry ဒီ cos 11 pi by 12လေးကိုနှိပ်ကြည့်ဘယ်လောက်ရလဲလို့ cos 11 pi by 12ကိုနှိပ်ရင် minus root 6 plus root 2 by 4เนาะ minus နှစ်ခုဖြစ်တဲ့အတွက်အဲ့ဒီ minus ဒီထိပ်ဆုံးမှာရှိမှာအပိုင်းရဲ့ရှိမှာရှိမယ်เนาะ minus root 6 plus root 2 by 4เนาะပြီးရင်အနောက်က sin 11 pi by 12ကိုနှိပ်တာဘယ်လောက်ရလဲ root 6 minus root 2 by 4ရမယ်ပြီးရင်အဲ့ဒါကိုဒီ root 2လေးကိုဘာလုပ်မလဲဝင်မြောက်မယ်ဆိုတော့ပထမတစ်ခုကိုဝင်မြောက်တာက minus ပုံထုတ်လဲရတယ်မထုတ်ထားရင် minus 1 minus root 3 by 2ရမယ်minus ထုတ်လိုက်ရင်တော့အပိုင်းရှိမှာ minus ဖြစ်သွားပြီး1 plus root 3 by 2ဖြစ်မှာပေါ့နော်ပြီးရင် plus အနောက်ကကျတော့ minus 1 plus root 3 by 2เนาะတကယ်လို့တစ်ချက်ဒီအရှိရဟာကို minus ပုံထုတ်မယ်ဆိုရင် minus 1 plus root 3 by 2 plus minus 1 plus root 3 by 2เนาะဒီလိုဖြစ်မှာအနောက်မှာ I ပါမယ်เนาะ I ပါမယ်ရပြီလားဟုတ်ပြီအဲ့ဒါဆိုချီလိုတာနံပါတ်1လေးရဲ့ 1.5 နံပါတ်1လေးရဲ့အားလုံးပြီးသွားပြီပေါ့နော်ဟုတ်ပြီနောက်ဗီဒီယိုလေးဆက်ဆောင်ကြည့်ပါအားလုံးမင်္ဂလာပါ